ပေါက်နေတဲ့ရေဦးခမည်းတလားကိုဆယ်ရင်းရှာရှာတိုင်းတီထောင်ရှာရှာလာကုန်ရင်ပရှန်မကြမ်းအော်ကူဖြစ်နေသလားလူတို့မြများကငါဝင်ငွေနဲလို့ထင်နေကြပါလေဒါပေမဲ့အမှန်တရားကတော့ခမည်းဟာဝင်ငွေနဲလို့မဟုတ်ပဲပေါက်နေတဲ့ရေဦးတွေကိုရေဖြည့်နေလို့ပါပဲစီးပွားရေးလောကမှာခမည်းဘလောက်ရှာနိုင်လဲဆိုတာကခမည်းရဲ့တိုက်ခိုက်စွမ်းအားပါဒါပေမဲ့ခမည်းဘလောက်ထိမ့်နိုင်လဲဆိုတာကတော့ခမည်းရဲ့ကာကွယ်စွမ်းအားပါပဲကာကွယ်စွမ်းအားမရှိပဲတိုက်ခိုက်နေတဲ့၍ခမည်းရဲ့စီးပွားရေးဟာအချိန်မရွေးပြိုလဲသွားနိုင်ပါတယ်ခမည်းရဲ့အတုံးစရိတ်တွေကခမည်းရဲ့ဝင်ငွေနဲ့အတူလိုက်တက်နေရင်ခမည်းဟာကျွတ်လက်ပြီးပေါ်ကနေဘယ်တော့မှဆင်းနိုင်မှာမဟုတ်ပါဘူးချမ်းသာတဲ့သူတွေကအိတ်ထဲပတ်စံထည့်ပြီးမဲ့ရပိုင်ခွင့် assets တွေကိုဝယ်ကြပါတယ်ဆင်းရဲတဲ့သူတွေကတော့အိတ်ထဲကပတ်စံကိုပြန်ထုတ်သွားမဲ့ပေးရန်တာဝန် liabilities တွေကိုအလားအပအတွက်ဝယ်ကြပါတယ်ခမည်းဝယ်လိုက်တဲ့ပစ္စည်းကခမည်းအတွက်ပတ်စံပြန်ရှာပေးသလားဒါမှမဟုတ်ခမည်းစီကပတ်စံကိုပဲစုပ်ယူနေသလားဒါကိုမခွဲခြားနိုင်တဲ့၍ခမည်းဟာငွေကြေးကျွန်အဖြစ်ပဲရှင်သန်ရပါလိမ့်မယ်ဖြည့်ရှင်းနည်းကယူရှိပါတယ်ဝင်ငွေတိုးလာတဲ့အတုံးစရိတ်ကိုချက်ချင်းမတူပါနဲ့ပထမဆုံးဦးပေါက်တွေကိုအရင်ဖာပါအကျွေးတွေကိုအရင်ဆက်ပါပြီးရင်ပတ်စံကနေပတ်စံထပ်ပွားမဲ့နေရာတွေမှာယင်းနှီးမြှုပ်နှံပါခမည်းအတွက်ငွေသားစီစဉ်မှုဖန်တီးပေးနိုင်တဲ့စနစ်ရှိမှသာခမည်းဟာတကယ်ကြွယ်ဝချမ်းသာလာမှာပါပတ်စံဆိုတာခမည်းကိုအလုတ်အကျွေးပြူရမယ်ကျွန်ပါခမည်းကပတ်စံရဲ့ကျွန်မဖြစ်ပါစေနဲ့မေကွန်ခမည်းအခုဝယ်ထားတဲ့ပစ္စည်းတွေထဲမှာခမည်းအိတ်ထဲပတ်စံပြန်ထည့်ပေးနေတဲ့ asset အကျဉ်းရတစ်ခုခုရှိနေပြီလားရှိရင်ဘာလဲဆိုတာ comment မှာရေးပေးခဲ့ပါဦး Success Mindset MM နဲ့အတူငွေကြေးလွတ်လပ်မှုစီအတူတကွရှောင်လန်းကြပါစို့